နာကြထိုင်းနေပြောတယ်နာကြဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကဘာလဲကိုရီကရောဘယ်လိုမျိုးပြန်လဲပြီးတော့အသုံးချနိုင်မလဲဆိုတာကိုဒီဗီဒီယိုမှာညှော်ပေးသွားမှာဖြစ်ပါတယ်နာကြကကြတော့လောက်မယ်ဆိုတဲ့ပြီးတော့ပြောတာဖြစ်ပါတယ်ပေါ့နော်မသွားလောက်မယ်စားလောက်မယ်ဆိုပြီးတော့ခံမှန်းပြီးတော့ပြောတဲ့သဘောမျိုးပေါ့နော်နာကြလောက်မယ်ကျွန်တော်နမူနာဥမာကိုကြည့်ပါလေးလာလောက်မယ်လေးလာလောက်မယ်ဆိုလို့ရှိရင်နာကြကကြတော့သူကအကူကရိယာဖြစ်တယ်အကူကရိယာဖြစ်တဲ့ကြောင့်မလို့ကရိယာရှိမှထားပေးရမယ်ပေါ့နော်လေးလာရဆိုတော့လီယန်နော်နာကြလီယန်ဆိုတော့လေးလာလောက်မယ်နော်လေးလာရပဲဆိုလို့ရှိရင်လီယန်နာကြလီယန်ဆိုလို့ရှိရင်ကျတော့လေးလာလောက်မယ်ဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော်ဒီလေးလာရဆိုတဲ့နေရာမှာကွာသွားတာလာတာနေတာထိုင်တာစတော့အားလုံးလာပြီးထည့်လို့ရပါတယ်နာကြလီယန်လေးလာလောက်မယ်နာကြပိုင်းသွားလောက်မယ်နာကြထားမလုပ်လောက်မယ်နာကြကင်းစားလောက်မယ်နော်နာကြမလာလောက်မယ်ဒါမျိုးတွေအများကြီးပဲအစားထိုးပြီးလာပြီးထည့်လို့ရပါတယ်ဒီနာကြကကြတော့ပတ်တန်တစ်ခုသာဖြစ်တယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်အငင်းပြောချင်ရောအငင်းပြောချင်လို့ရှိရင်ကြတော့ဒီ mate ဆိုတဲ့စကားလုံးကိုနားကြရဲ့အနောက်မှာသွားပြီးထည့်ပေးလိုက်အောင်ပဲပေါ့နော်မလေးလာလောက်ဖို့မလေးလာလောက်ဖို့ဆိုလို့ရှိရင်နားကြ million နားကြ million နားကြ million မလေးလာလောက်ဘူးပေါ့နော်ဒီနားကြကိုဖြုတ်လိုက်မယ် million ပဲဆိုလို့ရှိရင်မလေးလာဘူးလို့ပြောရဖြစ်ပါတယ်မိတ်ကကြတော့မဘူးဆိုတဲ့အငင်းပေါ့နော်နားကြ million ဆိုလို့ရှိရင်မလေးလာလောက်ဘူးလို့ပြောရဖြစ်ပါတယ်ပေါ့နော်ထပ်ပြီးတော့စာကြောင်းရှည်ကိုကြည့်အောင်ကျွန်တော်အလုပ်သွားရှောက်လောက်မယ်ကျွန်တော်အလုပ်သွားရှောက်လောက်မယ်ကျွန်တော်ဆိုတော့ผมသွားရှောက်လောက်မယ်ဆိုတော့น่าจะไปสมัครน่าจะไปสมัครน่าจะไปဆိုလို့ရှိရင်သွားလောက်မယ်ပိုင်းကကြောက်သွားတာကိုပြောတာပေါ့နော်สมัครကကြတော့သူကဒီရှောက်တာကိုပြောတာပေါ့နော်ผมน่าจะไปสมัครဆိုတော့ကျွန်တော်သွားရှောက်လောက်မယ်အဲ့ဒါမှဘာလို့သွားရှောက်မှာလဲအလုပ်ဆိုတော့งานเนาะผมน่าจะไปสมัครงานကျွန်တော်အလုပ်သွားရှောက်လောက်မယ်เนาะโอเคဒီနေ့တထေးလာတာနောက်ကြလောက်မယ်ဒီနေ့တထေးလာနောက်ကြလောက်မယ်ဒီနေ့ဆိုတော့วันนี้เนาะတထေးဆိုတော့เจ้านายวันนี้เจ้านายเนาะလာတာနောက်ကြမယ်ဆိုတော့น่าจะมาสายน่าจะมาสายวันนี้เจ้านายน่าจะมาสายဒီနေ့တထေးလာတာနောက်ကြလောက်မယ်မားကကြတော့လာတယ်สายဆိုတဲ့စကားလုံးကကြတော့နောက်ကြတာကိုပြောတာပေါ့เนาะวันนี้เจ้านายน่าจะมาสายဒီနေ့တထေးလာတာနောက်ကြလောက်မယ်เนาะဒါမျိုးပါတယ်ပြန်လို့ရတယ်မနက်ဖြန်အရန်ပူလောက်မယ်နော်မနက်ဖြန်အရန်ပူလောက်မယ်နော်ဒီလိုမျိုးခံမှန်းပြီးပြောချင်တဲ့ခါကြလို့ရှိရင်နားကြကိုတုံးတာပေါ့နော်နောက်မနက်ဖြန်ဆိုတော့ဖိုနီနားကြပေါ့နော်အရန်ပူလောက်မယ်ဆိုတော့နားကြလောန်ကကြောက်ပူလောက်မယ်အရန်ဆိုတော့ very ဆိုတဲ့စကားလုံးပေါ့နော်မကကြောက်အရန်နဲ့ဆိုပြီးပြန်လို့ရတယ်ပေါ့နော်พรุ่งนี้น่าจะร้อนมากพรุ่งนี้น่าจะร้อนมากมันน่าจะအရန်ပူလောက်မယ်အဲ့တော့မှနော်ဆိုတော့နာพรุ่งนี้น่าจะร้อนมากนะมันน่าจะအရန်ပူလောက်မယ်နော်ဒါမျိုးဘာသာပြန်လို့ရပါတယ်ထပ်ပြီးတော့ဒီအလုတ်ကဒီနေ့ပြီးလောက်မယ်ဒီအလုတ်ကဒီနေ့ပြီးလောက်မယ်ဒီလုံးဆိုတော့ငန်နီဒီလောက်ကပေါ့နော်ဒီနေ့ပြီးလောက်မယ်ဆိုတော့น่าจะစိတ်ကကြတော့ပြီးအောင်ပြီးလောက်မယ်လို့ပြောတာပေါ့နော်ဒီမှာစိတ်ကကြတော့ပြီးတာငန်နီน่าจะစိတ်ဒီလောက်ကပြီးလောက်မယ်အဲ့တော့မှဒီနေ့ဆိုတော့วันนี้ဒီနေ့งานนี้น่าจะစိတ်วันนี้ဒီလောက်ကဒီနေ့ပြီးလောက်မယ်นะครับဆိုတော့น่าจะဆိုတဲ့စကားလုံးဒီမျိုးအသုံးပြုတယ်ပေါ့နော်ဆိုတော့အခုကြည့်နေမိတ်ဆွေက KTO ကဘယ်လောက်နားလဲဆိုတာသိရဖို့အတွက်ပေါ့နော် K ကိုဒီနေ့ OT ရလောက်မယ်ဒီစကားလုံးကိုထားနေမျိုးဘယ်လိုပြောရလဲဆိုတော့စဉ်းစားပြီးတော့ comment မှာမမေ့ထားလို့ရပါတယ် K ကနေပြီးတော့မှန်လားမှားလားဆိုတာလာပြီးတော့ပြောပြမယ်ပေါ့နော်ကျွန်တော် K ပါကိုကထိုင်းစကားကိုအခြေခံကနေစပြီးတော့ကိုပြောချင်တာကောင်းအောင်ပြောတတ်ချင်ပေမဲ့ပေါ့နော်ဘယ်ကနေဘယ်လိုမျိုးစပြီးတော့ဘယ်လိုမျိုးထိရောက်တဲ့နီးလန်းနေနဲ့လေ့လာမှန်းလည်းမသိဘူးဖြစ်နေရဆိုလို့ရှိရင်ခေကမိတ်ဆွေပြဿနာကိုဖြေရှင်းပေးမယ်အတန်းတန်းနဲ့မိတ်ဆက်ပေးမယ်ပေါ့နော်အဲ့ဒါကကြတော့ထိုင်းစကားကိုအခြေခံကနေစပြီးတော့ဒီစာကြောင်းဒီထိုင်းစကားမှာမဟုတ်ဘဲနဲ့စပွားနေစနစ်နဲ့ဒီစာကြောင်းတစ်ထောက်တဲ့ပုံစံကိုအဓိကသင်ကြားပေးမယ်အတန်းနဲ့ဖြစ်ပါတယ်ပေါ့နော်အတန်းကကြတော့ပုံစံနှမျိုးနဲ့ရှိရဲကိုကဇွန်ကလတ်နဲ့ပေါ့နော်ဆန်တဲ့ညနေစင်းတိုက်ရိုက်လေ့လာခြင်းနဲ့တိုက်ရိုက်သိချင်တာမေးခြင်းနဲ့ဆိုလို့ရှိရင်တော့ကိုကဇွန်ကလတ်နဲ့လေ့လာလို့ရတယ်ပေါ့နော်ဒါမှမဟုတ်ကိုကအဲ့လောက်အချိန်မရှိဘူးကိုအားတဲ့အချိန်လေးပဲတနေ့ကိုနိုင်ဝက်လောက်တနားရီလောက်ဝင်ရောက်ပြီးတော့လေ့လာချင်တာဆိုလို့ရှိရင်လည်းဗီဒီယိုကလပ်ရှိရပေါ့နော်ဗီဒီယိုကလပ်ဖြစ်ပေမဲ့ပေါ့နော်ဆရာကလုံးဝဆရာနဲ့ညနေချင်းတယောက်ချင်းကြီးလေ့လာနေရတယ်လို့မျိုးသင်ကြားပေးထားတယ်ပြီးလို့ရှိရင်ပေါ့နော်တခုသိချင်တာနားမလည်ရှိလို့ရှိရင်လည်းဆရာကိုအချိန်မီတိုက်ရိုက်လာပြီးတော့အငြင်းရမေးလို့ရတယ်အဲ့လိုမျိုးအတန်းပေါ့နော်ဒီတန်းကကြတော့ခေလိုစာကြောင်းတဲ့ပုံစံကိုအဓိကသင်ကြားပေးမှာပဲဖြစ်ပါတယ်စာကြောင်းတွေထိုင်မချက်ကဘူးပေါ့နော်အလုံးဝအခြေခံတလုံးဝမသိတဲ့အချိန်တွေကနေပြီးတော့ကိုပြောချင်တာကောင်းမှပြောနေတဲ့အထိလေ့လာလို့ရတယ်ပေါ့နော်ဒီလိုမျိုးကိုဟာဒီဇုံကလပ်ဒီဗီဒီယိုကလပ်တက်တဲ့ခါကြလို့ရှိရင်ပေါ့နော်ခေအနေနဲ့ဒီစာကြောင်းတစ်ချောက်တဲ့အတန်းဒီပေါ့နော်စာကြောင်းတစ်ချောက်တဲ့အတန်းဒီထပ်ပြီးတော့လက်ဆောင်တွေနဲ့လိလာခြင်းနဲ့ဝါရတာအနေကိုသိခြင်းနဲ့ဝါရတွေအကုန်လုံးရှိတဲ့အတန်းကိုလည်းလက်ဆောင်ပေးဦးမယ်ထပ်ပြီးတော့ဒီအုပ်စုလိုက်စကေပြောတွေပေါ့နော်အလုံးလျှောက်တာတို့စေုံစေကန်းသွားတာတို့အခန်းငှားတာတို့စောက်ဆိုင်တို့ဟိုတယ်တို့ဆောက်လုပ်ရေးတို့ဘတ်ဖွင့်တာဘတ်ရိုက်တာနော်ဘန်ဖွင့်တာဒီလိုမျိုးဒီအုပ်စုလိုက်စကေပြောတွေပါထပ်ပြီးတော့လက်ဆောင်ပေးဦးမယ်ပေါ့နော်
ဒီကိုကဗီဒီယိုကလပ်တက်တယ်ဆိုလို့ရှိရင်ဒီတန်းတန်းကဒါလက်ဆောင်ရမယ်။စာကြောင်းတစ်ထောင်တဲ့ပုံစံကတော့ဒါအမေအတန်းပေါ့နော်။ဒီတန်းကကြောက်မိတ်ဆွေထိုင်းစကားတော့တကယ်ထိုင်းစကားတကယ်ပြောတတ်စီမှာပေါ့နော်။ဒီ zone ကလပ်တက်တဲ့ခါကြောက်လို့ရှိရင်လည်းကိုကဒီစာကြောင်းတစ်ထောင်တဲ့ပုံစံရောပြီးလို့ရှိရင်ဒီလက်ဆောင်အတန်းတွေရောအကုန်လုံးအခမဲ့လက်ဆောင်ရအောင်မှာပဲဖြစ်ပါတယ်။ zone ကလပ်တက်တဲ့သူကဗီဒီယိုကလပ်တွေအကုန်လုံးလက်ဆောင်ရမယ်။ဗီဒီယိုကလပ်တက်တဲ့သူကတော့ဗီဒီယိုဒီစာကြောင်းတစ်ထောင်တဲ့ပုံစံအပြင်ဒီလက်ဆောင်အတန်းကိုမှလက်ဆောင်ရမယ်ပေါ့နော်။ဆိုတော့တကယ်လို့ပေါ့နော်ကိုကဒီထိုင်းစာရေးတာဖတ်တာပါကျွမ်းကျင်တယ်ဆိုလို့ရှိရင်လည်းခေတ်ကြီးမှာထိုင်းစာရေးတာဖတ်တာကိုအခြေခံကနေစပြီးတော့လုံးဝကျွမ်းကျင်တဲ့အထိပေါ့နော်100ခန်းတော့ကျွမ်းကျင်တဲ့အထိ2လခွဲပဲအချိန်ပေးပြီးလေ့လာလို့ရမယ်ဒီဗီဒီယိုကလပ်ရှိပါတယ်ပေါ့နော်တကယ်လို့အသေးသေးထပ်ပြီးတော့သိချင်တယ်ဆိုလို့ရှိရင်ဒီ Telegram K-Nick level ကနေပြီးတော့ပဲဆက်လက်ပြီးတော့စုံစမ်းလိုက်ပါပေါ့နော်အဲ့ဒါနဲ့မှတင်လည်ပြီးတော့ဆုံးဖြတ်ချင်ပါတယ်ကျွန်တော် OK ပါဘိုင်ဟာ